ဒီကနေပြီးတော့နည်းနည်းလိုက်ပြမယ်ပေါ့လေပါ main hallway ပေါ့ဒီ အထက်တော်တော်ကြီး like it's massive လေအဲ့ဒါကတော့အခုထိရှိနေသေးတယ် aesthetically really pleasing it's nice တိတ်မကောင်းတဲ့ပုံမှန်ဒီဗီဒီယိုလေးမှာတော့ Battersea Power Station ဆိုတာဘာလဲပြီးတော့ Battersea Power Station မှာဘာတွေရှိလဲဆိုတာကိုလည်းပြသမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ပထမဆုံး Battersea Power Station ဆိုတာ coal fire power station ပဲဖြစ်ပါတယ် coal fire ဆိုတာကကြောင်မီးသွေးကနဲ့လျှက်စစ်ဓာတ်အားလန်ဒန်ကိုအရင်တုန်းကထုတ်ပေးခဲ့တဲ့ power station တစ်ခုလည်းဖြစ်တယ်ပေါ့လေအဲ့ဒါလေးကိုကျွန်တော်ဒီနေ့သွားလည်မယ်အဲ့တော့အားလုံးပဲကျွန်တော်လိုက်ခဲ့ကြရင်နဲ့ let's go ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတာ Battersea Power Station ပဲဖြစ်ပါတယ်ဗောလေအပေါ်လေးနည်းနည်းပြလိုက်အပေါ်လေးမှာဒါကတော့သူတို့ရဲ့ chimney ဗောလေဟို chimney ဆိုမဲ့သူတို့အဲ့ဒါတိုင်၄တိုင်ရှိတယ်သူတို့အငွေ့အဲ့ရနေထုတ်ပြရဗောလေအရင်တော့ကသူလျှက်စစ်ပါဝါထုတ်တဲ့နေရာလည်းဖြစ်တယ်ဗောလေလန်ဒန်ရဲ့တပုံပုံ၅ပုံထုတ်ဟိုလျှက်စစ်ဓာတ်အားပေးခဲ့တယ်ဗောလေအရင်တော့ကဒီနေရာအဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့လိုက်ပြမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်လိုက်ခဲ့ရင်လည်း let's go ဒါကတော့အမှန်တမ်းပြောလို့ရှိရင်ကျွန်တော် history လေးနည်းနည်းပြန်ပြောမှာပါလေဒီအဆောက်အုံအကြောင်းလေးပေါ့လေနည်းနည်းပါသူကဒီတိုင်၄တိုင်ရှိတယ်နှစ်တိုင်က1930ကနေပြီးတော့1930မှာနှစ်တိုင်အောင်ထပ်ဆောက်တယ်ပြီးရင်1950မှာနောက်ထပ်နှစ်တိုင်အောင်ထပ်ဆောက်တယ်ပြီးတော့ Europe မှာတခါတော့ကသူကဟိုအုပ်နဲ့အများဆုံးဆောက်တဲ့အဆောက်အုံတစ်ခုလည်းဖြစ်တယ်အုပ်ပေါင်း6 million တောင်ရှိတယ်အဲ့ဒါနဲ့ဆောက်ထားတာဖြစ်တယ်အဲ့တော့ဒီကသမိုင်းဝင်ပုံစံမျိုးလည်းဖြစ်တယ်ဒါပေမဲ့အဓိကအချက်ကတော့9 billion pound ပေးပြီးတော့သူ့ renovate လုပ်တာဖြစ်ပါတယ်ပျက်စီးတော့ဘာလို့လဲဆိုတော့ Apple ကအဓိကသူ့ရဲ့ London headquarters အနေနဲ့သုံးဖို့အတွက်ဒါသူ့ကိုပြုပြင်မွမ်းမံတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အထဲထဲကိုသွားကြည့်မယ်အဲ့တော့အားလုံးပဲကျွန်တော်နဲ့ like ခဲ့ရင်းနဲ့အထဲမှာဘာရှိလဲဆိုတာလည်းပြမယ်ပေါ့လေနည်းနည်းလေး let's go okay ဒါအခုဆိုရင်တော့ကျွန်တော်ဒုတိယတက်ဆိုရင်ခုန ground floor လို့ရိုက်တာပေါ့အခုကအပေါ်ဒုတိယတက်ကနေပြီးတော့ဝင်လို့ပေါ့လေအဲ့တော့အားလုံးပဲကျွန်တော် like ခဲ့ပါအထဲမှာဘာရှိလဲဆိုတာကြည့်မယ် let's go okay အထဲမှာတော့သူကဟိုဟာ shopping ပုံစံမျိုးလည်းရှိတယ်ပေါ့လေစားတော့ဆိုင်လေးတွေလည်းရှိတယ်ဟိုဟာဘယ်နှထက်ရှိလဲဆိုတော့အခုဘယ်နှထက်လဲဒါ1 2 3ပုံမှာလဲသူကနေရာတွေရှိတယ်ပေါ့လေပေါ်ချက်ပြလိုက်ပါပေါ် shot ဒီမှာ coffee ဆိုင်တွေပါတယ်လည်းရှိတယ်ပေါ့လေ coffee ဆိုင်တွေကဒီမှာတက်ပါလေဒါ fresh ရှိတယ်ဟိုမှာဟို blank street coffee လည်းရှိတယ်ပေါ့လေအဲ့တော့အားလုံးပဲလိုက်ကြည့်မယ်ပေါ့လေပြီးတော့သူကအဓိက boutique တွေရောင်းလာတဲ့ luxury နဲ့ပတ်သက်တဲ့အဝတ်စားဆိုင်တွေရှိတာလည်းဖြစ်တယ်ပေါ့လေအဲကြောင့်မို့ဟိုဈေးလာဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းလာဝယ်လို့ရရတယ်ပေါ့လေအဓိကသူ့နေရာကတော့ကျွန်တော် location ကိုပြရမယ်ပေါ့ဒီမှာ location လေးပြရပေးမယ်ဘယ်နားမှာလဲဆိုတော့ London ဘယ်နားမှာလဲဆိုတော့လာလည်လို့ရအောင်လို့ပေါ့လေအခုစက်ကြည့်ကြမယ်ဘာရရှိလဲဆိုတာ okay ဒါကတော့ကျွန်တော်ဟို YouTube shorts ရိုက်တော့ဒီမှာရိုက်ခဲ့ရပါလေ YouTube short ဟိုဟာဒီပြီးခဲ့တဲ့ New Year တော့ YouTube short ဒီမှာရိုက်တာလေးဒီမှာတင်ခဲ့ရပါလေအဲ့ short ကိုကြည့်ရှင်လို့ရှိရင်ကျွန်တော် link လေးချရပေးမယ်ကျွန်တော်ဒီ video အောက်မှာပေါ့ကြည့်လို့ရရပါလေအခုဒီမှာပြမယ်ဒီကတော့ main hallway ပေါ့ဒီ main hallway မှာဟိုသူဆိုင်တွေမျိုးစုံရှိပါလေဒါဆိုရင် Itsu ဆိုရင်စားတော့ဆိုင်ရှိတယ်နောက်ပြီးလို့ရှိရင်ပုံမှန်လဲ cinema တော့ဘာလို့ရှိတယ်စားတော့ဆိုင်တွေကတော့ဒုတိယထပ်မှာရှိတယ်အောက်မှာ ground floor ကကျတော့cosmetics makeup supplies clothing အစဖြစ်အကုန်ရှိတယ်ပေါ့လေဒုတိယအထက်လည်းအဲ့လိုပဲလိုရတဲ့ပစ္စည်းဝယ်လို့ရတယ်တတိယထက်မှာလည်းဟိုဟာစားတော့ဆိုင်တွေရှိရပေါ့လေအဲ့ဒါအကုန်လုံးကျွန်တော်သေချာလိုက်ပြမယ်ပေါ့လေ let's go ခုဆိုရင်တော့ဒါကျွန်တော်ပေါ်တက်ဖို့လေကားတက်မလို့ဒါပေမဲ့ကြည့်လိုက်လေကားကသူကမှန်နဲ့လောက်ထားရပေါ့လေတက်လီကားကိုဒီမှာတွေ့ရတယ်ပေါ့ဒါတော်မိုက်တယ်ပေါ့လေအပေါ်တက်ကြည့်မယ်တက်ကြည့်ပေါ်လို့ရှိရင်ကျွန်တော်ဒီဟာလေးကိုနည်းနည်းရှင်းပြမယ်ပေါ့လေရှင်းပြမယ်ဆိုတာဒီဟာလေးစိတ်ဝင်စားဖို့ကောင်းတယ်သူကအားလေးကိုအရှိပေါ်ရောက်လို့ရှိရင်လမ်းပြီးတော့ရှင်းပြပါမယ်အားလုံးပဲတောင်းပန်ပါတယ်ဒီနေ့မှာကျွန်တော် audio လေးပြတ်သွားလို့ voice over ဒီလုပ်မှာပါလေအဓိကကျွန်တော်ဒီမှာပြောတာဗာလဲဆိုတော့ဒီအဆောက်အုံကိုတည်ထောင်တဲ့နေရာမှာအဓိကအရေးကြီးဆုံးလူတစ်ယောက်ပါတယ်ဗောလေသူကတော့ Sir Gilbert Scott ပဲဖြစ်ပါတယ်သူကအဓိက architect ပေါ့လေ Britain ရဲ့ iconic ပစ္စည်းတွေ iconic premises တွေကိုထုတ်ပေးတဲ့လူတစ်ယောက်လည်းဖြစ်တယ်အားလုံးမြင်မှုကြမယ်တော့ထင်ပါတယ် UK မှာ red telephone post လေးတွေကိုလုပ်တဲ့လူလည်းဖြစ်ပါတယ်သူကအဓိကဒီ power station ကို design လုပ်ပေးရတဲ့လူဖြစ်ပါတယ်အဲ့ဒါကျွန်တော်ပြောတာပါလေဒီ video လေးမှာတော့ဒီ clip မှာတော့ okay
ဒါကတော့သူတို့ရဲ့ control room ပါလေ control room ဆိုတော့ဒီမှာဟို obviously control room ဆိုတော့ control မှာပေါ့control ဆိုတာ like crane တွေပါတယ် control လုပ်တဲ့နေရာပေါ့လေအဲ့ဒါကတော့အခုထိရှိနေသေးတယ် aesthetically really pleasing တစ်ချက်ပြလိုက်အောင် control room လေးကိုအဲ့ဒီမှာကျွန်တော်တစ်ချက်ထိုင်ပြီးတော့နည်းနည်းလေးလိုက်ပြမယ်ပေါ့လေလိုက်ပြရနေလေနည်းနည်းလေးအတောက်လေးလည်းတောက်မယ်ပေါ့လေအဲ့တော့အားလုံးပဲကျွန်တော် like ကြရင်နဲ့ like ကြလို့ပြောရင်းနဲ့ let's go Okay ဒါကတော့သူတို့ရဲ့ menu ပေါ့လေ menu ပုံစံပြတာ blueprint ပုံစံနဲ့ပြတာပေါ့လေတစ်ချက်ကြည့်လိုက်အောင် it's kind of cool ဘာတော့ချင်လဲဘာစားချင်လဲပေါ့လေဒီမှာ cocktail ဆိုလို့ရှိရင် signature cocktail တွေလည်းရှိရပေါ့လေBattersea Power Station blueprint နဲ့ပြတာတော်လေးမိုက်တယ်ပြီးတော့မကြည့်အောင် it's really cool aesthetically is really cool အဲ့တော့အထဲဝင်ပြီးတော့တော့ကြည့်မယ်တောက်ကြည့်မယ်ပေါ့လေဘာတွေရလဲဘာတွေစားလို့ရလဲပေါ့လေလိုက်ရင်းနဲ့တော့ကြည့်အောင် Okay ဒီမှာဒါလေးကတော့တစ်ချက်မိုက်တယ်ပေါ့လေမိုက်လေးကိုချက်ထိလိုက်အောင်ဒါသူတို့ထိုင်တာနဲ့သူတို့ဒါပေးတယ်ပေါ့လေပစ္စည်းရလည်းများတယ်ဒါလေးပေးတယ်ဗာလဲဆိုတော့ဒါ blueprint ပုံစံမျိုးလေး menu ကိုဒီလိုပေးတယ်ပေါ့လေမိုက်တယ် to be handled by control room နဲ့တေချာပြလိုက်အောင်အဲ့တော့ဒါလေးကိုဖောက်မယ်ဖွင့်မယ်ဆိုလို့ရှိရင်အထဲထဲမှာ blueprint ရှိရ blueprint ကခုနကျွန်တော်တို့ကြည့်တဲ့ဟိုဟာ map အသေးစားလေးပေါ့ဒါဟုတ်တယ်ခုနအရှိမကြည့်တဲ့ဟာအသေးစားလေးပြီးတော့ menu မှာမှာလို့ရတယ် menu ပြမယ်ခဏနေmenu လေးမှာတော့ချက်ကြည့်လိုက်မယ်ဗောလေ menu လေးကကျွန်တော်ပြန်လိမ့်နေတယ် god damn it တက်တစ်ဖက်တယ်ဆိုတော့ပြီးတော့ဒီမှာကြည့်လိုက်လို့ရှိရင်ကျွန်တော် non alcoholic ဒီကောင်းမှလာဆိုတော့ alcoholic တောက်လို့မရတော့ non alcoholic ကကြည့်အောင်အကုန်လုံး17ပေါင်ကနေစပါတယ် which is kind of crazy သူနားလေလည်းမတက်နိုင်ဘူးဗောလေအဲ့တော့ဘာမှမလဲဆိုတော့အခုဒီဆက်ပြီးတော့ကြည့်နေအောင်ပါပဲမမတော့ diet coke လောက်ပဲတောက်ရင်ကောင်းမှချင်တယ်ဒီကတော့သူ non menu တစ်ခုဗောလေဒီသေးလေးရဲ့မှာ menu pause ပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ဘာမှမလဲဆိုတော့ sandwiches like I think it's going to be seeded sliced sourdough with honey roast ham, cheddar, rocket and what the hell is rocket and mustard? I don't know what rocket is. Oh well. Wine တော့ဘာလို့လဲရတယ်ဗောလေဒီမှာ wine က price ကဒီမှာရေးထားတယ်ဗောလေဒါလေးကလည်း another blueprint file လေးနဲ့ဗောလေ Okay အခုဆိုရင်တော့ကျွန်တော် bike ဟိုဟာ engine ရတဲ့ဟိုဟာဖြစ်နေလို့ engine ရအရင်ပြေးသွားမှာဆိုတော့ကျွန်တော် fight လေးနဲ့ကင်ပြီးပြောတာဗောလေဒါကတော့ control room ဖြစ်ပါတယ်ဗောလေ control room အထဲတော့ဝင်လို့မရဘူးဗောလေအထဲတော့ဝင်လို့မရဘူးဒါပေမဲ့ဒီကနေပြီးတော့နည်းနည်း live ပြမယ်ဗောလေပပကျွန်တော်ဖေကြိုက်ထားတာဆိုတော့ကျွန်တော်ဖေကင်ထားတာဆိုတော့ camera live ပြမယ်ဗောလေဘာရှိလဲဆိုတော့ crane တွေကို control လုပ်တာရယ်နောက်ပြီးမီးအားလျှက်စစ်ထုတ်တဲ့ power station တွေအကုန်လုံးကိုတစ်ခုချင်းစီတိုင်းအောင် control လိုက်လုပ်တဲ့နေရာလည်းဖြစ်တယ်ဗောလေအထဲမှာတော့တေချာပြလို့ရတယ်ဘာလားဟိုဘက်ကနေပြရင်မြင်ရမလားမသိဘူးဒါပေမဲ့လူတွေထိုင်နေတော့လူတွေကိုလည်းမပါစေချင်ဘူးဗောလေဒီကတော့ဒီမှာဆိုလို့ရှိရင်ဘယ်လောက် volts ထုတ်လဲနောက်ပြီးမြန်လားနှေးလားဆိုတာတော့ပြရတဲ့ဟာလည်းရှိတယ်ဗောလေမနေ့ပြောလို့ရှိရင်သူဒီတ white ဗောလေဟိုမှာလည်း set တွေသေးလေးရှိတယ်ဗောလေဟိုဟာတစ်ချက်ပြမယ်ဘာတစ်ချက်ပြလိုက်မယ်ဟိုမှာလည်း set တွေပါရှိတယ်တော့ meter volt meter တို့ ammeter အဲ့လိုမျိုးရှိရဗောလေဘယ်လောက်ထုတ်ပြီလဲဆိုတာအဲ့တော့မစိုးဘူးဗောလေ aesthetically ပြီးတော့ခုနကကျွန်တော်တို့စားမဲ့ဟာလဲမှားရတယ်ဗောလေမှားတော့အဲ့ဒါခဏနေဖူးရရင်ပြမယ်ဗောလေအားလုံး okay Okay ဒါကတော့ခုနကကျွန်တော်တို့ကြည်နေဒီဘက်မှာလည်းနည်းနည်းလေးဝင်းချင်းလို့ဝင်လို့ရတယ်ဗောလေဒီနားမှာဆိုပို့ပြီးတော့ပြလိုက်ရတယ်ပါနည်းချဲလေးပြလိုက်ဒါမျက်နှာကြီးဆက်စားလို့ရှင်မှန်တယ်ပြောလို့ရှင်ကျွန်တော်မျက်နှာနဲ့စားလို့ရှင်တော့ဒါလေးကြည်ရတာနည်းနည်းလေးထူးဆန်းမယ်လို့တော့မျှော်လင့်ပါတယ်ဗောလေဒီထဲမှာပါလည်းမသိဘူးအော်ဒီက stuff entry တင်တယ် toxic waste အော်ဒါဝိုင်းနေပါထားတဲ့ Stella ဗောသူတို့ဟာမဟုတ်ပြီးတော့ဒီမှာခလုတ်တွေပါလည်းရှိရဘာညာတာတကာဗောနှိမ့်လို့လည်းရတယ်နှိမ့်လို့ရ anyway ဟိုမှာဟိုဟာလည်းရှိတယ်ဗောလေဒီ button တွေနဲ့ slider တွေနဲ့ဆွဲလို့ရလားမသိဘူးမရရင်တော့ငါ့ကိုလာပြောမှသိကြတယ်မရအောင်ခလုတ်နှိမ့်လို့မရအောင် okay အဲ့ဒါလေးပေါ့နော်အဲ့ဒါလေးပဲပေါ့နော်ဒါပါပဲ thank you ပါ okay ခုဆိုတော့ sandwich ရပြီပေါ့လေ sandwich လေးပါရှင်
ကျွန်တော် family နဲ့ပါခု sandwich လေးစားပြမယ်ပေါ့လေ sandwich လေးကတော့ပုံပြမယ် sandwich လေးပြမယ် thank you ပါကြိုင်နာပေးရလူရှိတယ်တယောက်တည်းကိုယ့်ကိုရိုက်လို့ရှိရင်ကြိုင်နာပေးမဲ့လူမရှိနည်းနည်းလေးစောင်းတယ်ဒီဘက်လေးနည်းနည်းလာလေ thank you နည်းနည်းလေးအပေါ်ပဲ sorry ပါ okay ဒီမှာ sandwich ကတော့ဒီမှာ ham ရ roasted ဟိုဟာရကျွန်တော်အများကြီးလို့ဖြစ်မယ်ထင်တာဘယ်ဟုတ်မဲနှစ်ခုပဲ bruh ပါမုတ်တစ်ချက်ပဲအဲ့ဒါကို9ပေါင်ခွဲပေးရတယ်ခုနအတော့မှာမလို့ကြည့်လိုက်တာ non alcoholic cocktail 17ပေါင်နဲ့ I was like bruh nah I ain't spending that shit bro and yeah ခု9ပေါင်ခွဲပါလေစားကြည့်လိုက်အောင်oh mustard လည်းပါတယ် mustard ပါတော့တမျိုးပဲနည်းနည်းစူးတယ် it's like wasabi but like mustard မစားဘူးကြလို့ရှိရင်အားလုံး mustard စားကြည့်ပါလို့ mustard ပါမလို့ဖြစ်နေတယ်သူပြော roast ham လို့ပြောရယ် honey လည်းပါတယ်လို့ပြောရယ် but like it looks very like gooey ငယ်လေး ham မငယ်လေးပေါ့ thank you ပါ oh wait ကျွန်တော်ညီစားအောင်မယ်ကင်မရာလေးကင်မေးရလို့ကျေးဇူးတင်ပါတယ်ကင်မရာကျွန်တော် iPhone နဲ့ပဲအခုဖြစ်သွားပြီပေါ့လေကင်မရာအသစ်မှာလည်းပါတယ်အသစ်လာမယ်ပေါ့လေဗီဒီယိုအသစ်ကောင်းလားဘယ်လိုနေလဲ Yeah. It's nice. It's nice တဲ့တိတ်မကောင်းတဲ့ပုံမှန် Okay ဆွဲလိုက်အောင်မယ် peace ပနမန်ခွဲပါမောက်တစ်ချက်တော့ဝက်စားပြီးရဲ့ဆွဲပြီးရဲ့အချိန်မှာတော့တော့ဝက်ကိုကျွန်တော်သူ့တင်စနာလုပ်ပြီးတော့ပြပါမယ်ပါလဲပါလေ Is it worth it is it not I'll let you guys decide so ham ရှိတယ် mustard ပါတယ် What is that little green I don't know what the it's I don't know You know what? I don't know what that thing is. Comment, guys. Comment down below if you want to know what that is. I'm not sure, but that's about you. You might know what you're doing. I'm not sure. I mean, you will now be your mustard, yeah, now be your ham, yeah, well, it's kind of bangwe, bruh. လို့ရှိရင်တော့သူ daily plan or control room plan လည်းရှိတယ်ပေါ့လေဒါတွေကတော့အရင်တော့ design တွေပေါ့ဒါပေမဲ့အရင်တော့မဟုတ်ပါဘူး design မဟုတ်ပါဘူးအခုမှဆွဲထားတာဒါပေမဲ့အရင်တော့ပုံစံလေးတွေပေါ့ကြံနေရပေါ့လေပြီးတော့ဒီမှာကျွန်တော် shopping center နဲ့လိုက်ပြမယ်ပေါ့လေဒီမှာပါရှိလဲဆိုရင် we got the North Face we got the rituals you know we got the North Face the rituals we got sky လည်းရှိရပြလိုက်အောင် sky we got boss down there you know we got a lot of stuff ဝယ်ခြင်းလို့ရှိရင်ဝယ်လို့ရတယ်ဒါပေမဲ့ဒီမှာလူကနဲတယ်ဒါပေမဲ့လူများပေမဲ့ပေါ့လေလူနဲတယ်ပြီးတော့6တဲ့ပုံစံလေးဖြစ်တယ်ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်ရှင်းတာကြီးလို့လည်းပါတယ်ဘာကြည့်ဒီဘက်ဆိုရင်ကြည့်လိုက်လမ်းအောင်တစ်ချက်ကြည့်လိုက်အခြေအနေကို bro that is massive ဟိုနေပြီးတော့ရှင်းလန်းသွားလို့မဟုတ်ပဲ but yeah အဲ့တော့လူများဟိုလူကလည်း6တဲ့ပုံလေးလည်းပေါ်တယ်ပေါ့လေဒီနားမှာအားကြောင့်မို့လာလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကားနဲ့လာတာဖြစ်တဲ့အတွက်ကားပါကင်ကကျွန်တော်တနာရီကို6ပေါင်အောင်တည်ပေးရတယ်ဗောလေအဲ့တော့အားလေးလည်းသတိထားပါပြီးဒါမဲ့အစင်ပြေဆုံးလာမယ်ဆိုလို့ရှိရင်တော့ tube တို့ public transport အစင်ပြေဆုံးပဲလမ်းမှာဘယ်ပဲသွား public transport အကောင်းဆုံးပဲဗောလေအဲ့ကျွန်တော် public transport ပို့ပြီးတော့ I recommend ဒါမဲ့ကားနဲ့လာရဆိုတော့အဲ့လောက်ပေးရတယ်ဗောလေ okay let's go ပြီးတော့ဒီနေ့လေးတွေလက်ဆက်ဗောလေ K ခုတ်ထားတယ်ဒီမှာကျွန်တော် comment တွေလာပြောကြလို့comment တွေလာပြောကြလို့ဆိုဟိုပြီးခဲ့ဗီဒီယိုလေးမှာ comment ကကျွန်တော်တွေကို K နဲ့ shrine အောင်မယ် brother ဘာလို့ပြောတော့ K ခု shrine ထားပါတယ် K ခုတ်ထားတယ်ဒီနေ့တော့ခုတ်တယ်ဒါပေမဲ့ vlog မရိုက်ဖြစ်လိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့မှာမအားဘူးပေါ့လေဒီနေ့က penultimate day of my like university life လေးဖြစ်တယ်ဆိုတော့ penultimate ဆိုတာဒုတိယနောက်ဆုံးရက်လည်းဖြစ်တယ်မနေ့ပြန်နောက်ဆုံး final day မနေ့ပြန်တော့ vlog မယ်ပေါ့လေအဲ့ကြောင့်ကျွန်တော်ဒီနေ့ပစ္စည်းရထားတယ်ဖြစ်နေတော့ဟိုမရိုက်ဖြစ်လိုက်ဘူးကျွန်တော် vlog ဒါပေမဲ့ကျွန်တော်ဒီစပင်တော့ညက်တာကတော့ပေါင်30ကြာတယ် Asian ဆိုင်မှာပဲတော့ညက်တာပါလေAsian ဆိုင် Chinatown မှာတရုတ်တန်းမှာပေါ့လေလန်ဒန်တရုတ်တန်းမှာတော့ညက်တာပဲဖြစ်ပါတယ်အဲ့တော့ yeah ကောင်းလားမကောင်းလားဆိုပြောကြပါဒါပေမဲ့စပင်တော့တော်တော်တူသွားပြီပုံမှန် middle part မဟုတ်တော့ဘူးပေါ့လေ but yeah ဆိုရင်တော့ကျွန်တော်ဟိုပြက်ဆင်းလာပြီပေါ့လေအောက်ထပ်အဆုံးထပ်ရောက်လာပြီတခုသတိထားမိတာပြစရာလေးရှိလို့အောက်ကနေပြီးတော့ပြင်ပြီးတော့ပြမယ်။မကြည့်လိုက်တန်ချောင်းလေးနဲ့သူထိန်းထားရပေါ့လေ။ပြီးတော့နောက်တစ်ခုသတိထားမိရလဲပြအောင်မယ်။ပြတော့မှစင်ဝင်မှာ lift လေးအပေါ်ထဲမှာနေတဲ့လူတွေရှိရလားမသိဘူး။ဒါမှမဟုတ် Apple headquarters ကဘာမှလည်းမသိဘူး။အပေါ်မှာထင်တယ်ဒါပေမဲ့လူတွေတော့ဝင်လို့မရဘူး။ It's not a public place obviously ။ဒါပေမဲ့အလုပ်လုပ်တဲ့နေရာယုံနေပါရှိမယ်ထင်တယ်။အပေါ်ထဲမှာတော့ရှိတယ်။ဘာလဲဆိုတော့သူကအထက်အကြီးပဲခုနကျွန်တော်ဗီဒီယိုရဲ့အစမှာတွေ့ရမလား။အထက်ကတော်တော်ကြီး like it's massive building အဲ့တော့တော်တော်ကြီးတယ်ပေါ့လေ။အဲ့ဒါ
တော့ပုံမှန်လဲနေရာရရှိသေးတယ်ပေါ့လေဒါပေမဲ့ shopping mall ကတော့3တက်ပဲခုတော့ yeah ခုဆိုရင်တော့ကျွန်တော်ထွက်လာပြီပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်ဒီဗီဒီယိုလေးကတော့အတူလေးဖြစ်မယ်လို့ထင်တယ်ရှေ့တော့လည်းရှေ့ကောင်းလားမသိဘူးပြောတော့ but like အဲ့တော့ဒီမှာနောက်ဆုံးဒီအရှိရရခွင်းရခင်းလေးလှလို့ပြရဲနေအောင်မယ်ပေါ့လေ outro လေးပေါ့ alright guys as usual thank you so much for watching and I'll catch you guys in the next one peace ပေါ်ပြမယ်ခဏနေအောင် and this is the dialogue but yeah peace so feels good မေးပါပြီ